နည်းနည်းပါးပါးလေးပဲလှုပ်ရှားလို့ကောင်းတယ်။အိုးတင်းနေတာလှုပ်ရှားလို့ရှိရင်အဲ့လက်ထိတ်ကလေးတွေပါသွားတာသူများတကာတွေညစ်တာကြတော့သူများလာကြအောင်အသားပါတယ်အဲ့လိုရမ်းနေအဲ့လိုလမ်းနေအဲ့လိုကွာကိုညစ်ထားတာကောင်းတယ်ကွာကိုညစ်ထားတာအကောင်းဆုံးကအချိန်ပေးပြီးညစ်ထားတာဥလေးတွေပဲဟိုကအသားတွေပါတော့လေအခုလိုလည်းမရဘူးအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အိမ်မှာကျွန်တော်ကကနန်းစီလုပ်ဖြစ်တာနဲ့ကျွန်တော်တို့ကနန်းစီကိုဘယ်လိုမျိုးလုပ်ရလဲပြီးတော့ရင်ကျွန်တော်တို့ကနန်းစီကိုဘယ်လိုမျိုးချက်ပြရလဲဆိုတာကျွန်တော်လိုက်ပြပြီးမှဖြစ်ပါတယ်ဒါကနန်းစီကတော့ကျွန်တော်တို့တချို့တလေကတော့ကိုယ့်အကိုလှုပ်ရှားလေးရှိတယ်လို့တချို့တလေကျတော့ဆိုင်မှာလွယ်ဝယ်စားလေးရှိတယ်နော်ကျွန်တော်နယ်ဘက်ကလူတွေကတော့ကနန်းစီကတော့မဝေးဘူးဗျာဒါဖောင်စင်းကနန်းစီပေါ့နော်ဖောင်စင်းကနန်းစီကမဝေးဘူးကျွန်တော်မြို့ကလူတွေကတော့ကျွန်တော်ဖောင်စင်းကနန်းစီရတဲ့နေရာလည်းရှိလို့မရတဲ့နေရာလည်းရှိလိမ့်မယ်အဲ့တော့ဖောင်စင်းကနန်းစီကိုဖောင်စင်းကနန်းနေဘယ်လိုမျိုးထုတ်ယူရလဲပြီးသွားရင်ဘယ်လိုမျိုးကျွန်တော်တို့ချက်ပြုတ်ရလဲဆိုတာကျွန်တော်လိုက်ပြပေးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ချက်ပြုတ်ပြီးသားဖြစ်တဲ့ကျွန်တော်ကနန်းစီပဲဖြစ်ပါတယ်အဲ့တော့ကနန်းစီချက်ပြုတ်နည်းလေးကိုကျွန်တော်တို့လိုက်ကြည့်ပြအောင်ဗျအခုကတော့ကျွန်တော်တို့ကနန်းစီညစ်ဖို့အတွက်ကျွန်တော်တို့ကကနန်းလေးကိုကျွန်တော်တို့ရေနေရင်လို့စတော့ပါမယ်ဗျပြီးတော့ကျွန်တော်တို့ဒီမိုးလေးကျွန်တော်ရေးလိုက်ပါမယ်ဆိုရင်တော့ကျွန်တော်တို့ဒါကားလည်းကျွန်တော်တို့ဖောင်စင်းကနန်းညစ်ဖို့အတွက်ရင်လို့ bite ခွန်လေးတွေခွာတာပေါ့နော်ခွန်လေးတွေခွာကမှကျွန်တော်တို့ညစ်လို့အဆင်ပြေပါဗျကျွန်တော်ဒီလိုမျိုးလေးပေါ့နော် bite ခွန်လေးတွေကိုကျွန်တော်တို့ခေါ်သွားပေးပါဖြစ်ပါတယ်ဒါဆိုရင်ညစ်ရတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေတော့ခုဆိုတော့ကျွန်တော်ဒါကနန်းစီစားညစ်နေတာပဲဖြစ်ပါတယ်เนาะကနန်းစီညစ်တာကတော့ကျွန်တော်ဒီမှာကျွန်တော်တို့ဒါကနန်းရဲ့ဒါကျွန်တော်တို့ဗာလေပိုက်ပေါ့เนาะပိုက်ရနေပြီကျွန်တော်ဒီတင်ပြီးတော့သူ့ရဲ့အနောက်ကဘယ်လိုပြောရလဲပြင်ပေါက်ပေါ့เนาะပိုက်ရနေပြီကျွန်တော်တို့ဒါကနန်းစီညစ်ထုတ်ယူတာပဲဖြစ်ပါတယ်ဒီထုတ်စီတွန်းထုတ်နေရာပြန်ယူတာဦးကျော်နေယူတော့မှာဆိုငင်းငင်းနေငါပြောပြီးတစ်လုံးကျွေးမယ်ပြောဒီစားပြီးတော့ခုံစားတော့စားပြီးတော့ဒီတကားစားဟမ်ရငင်းငင်းနေမလားဟမ်ငင်းငင်းနေမယ်ဆိုငင်းငင်းနေပါဆိုဆက်ငယ်လို့အကောင်ကြီးကနန်းဆိုပြေပြီလေကနန်းစင်းရောက်ခဏနည်းနည်းပါးပါးလေးပဲလှုပ်ရှားလို့ကောင်းတယ်။အိုးတင်းနေတာလှုပ်ရှားလို့ရှိရင်အဲ့လက်ထိတ်ကလေးတွေပါသွားတာ။စီပွားပြေညှစ်တဲ့လူတွေဆိုလို့ရှိရင်အိုးလက်ထိတ်ကလေးတွေပါလေးတွေပဲကျန်တယ်။ဒီအိုးဒင်းကိုတပိတ်တာနဲ့30တာရတယ်စီပွားပါပြောတယ်။ချက်လာပြီးတော့မှနေရှိရှိအဲ့ဒီပွားပြီးညှစ်တယ်ဒါအခုဆိုရင်တော့ကျွန်တော်တို့ဒါကနန်းစီညှစ်လို့ပြီးပါပြီเนาะဒါညှစ်ထားတဲ့ကနန်းစီပဲဖြစ်ပါတယ်ဒါဒီကနန်းစီညှစ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့သွားပြီးတော့ကြုံရဖြစ်ပါတယ်ကျွန်တော်တို့ကြက်တုံတော့ကျွန်တော်တို့5 6လုံးလောက်ထည့်ပါမယ်ဗျเนาะကနန်းစီကကျွန်တော်တို့ဒီ20သားလောက်ဖြစ်တဲ့ကျွန်တော်တို့ကြက်တုံကိုများများလေးထည့်ပေးဖို့လိုပါတယ်เนาะကနန်းစီချိန်နဲ့ကျွန်တော်ကြက်တုံများများထည့်ပေးတာပိုကောင်းပါတယ်ကနန်းစီတွေကိုကျွန်တော်အရသာမို့ဖြစ်တဲ့ကျွန်တော်အချုံမို့ထည့်ပါမယ်ပြီးရင်တော့ကျွန်တော်တို့စားလဲထည့်ပါမယ်ကျွန်တော်ဒေဟိုထဲကိုစီထည့်ပြီးတော့ကျွန်တော်တို့စနစ်မို့အနေငယ်ထည့်ပါမယ်ကျွန်တော်ပထမဆုံးကျွန်တော်ကြက်တုံတွေကိုစီတက်ပေးလိုက်ပါမယ်ဒါထည့်ထားတဲ့စားတွေဟိုချုံမို့တွေကိုနှံ့မှွေပါဟိုထဲမှာကြတော့6သွားရင်မှွေလို့မနှံ့တော့ဒီမှာအဆူဆိုတော့မှွေလို့နှံ့အဲဒါကြောင့်သူ့ကိုကြိုတင်မြောက်ပါအောင်ကြက်တုံလေးကိုဒီဟာမှွေပြီးတော့ဒီကကြက်တုံလေးတွေကနည်းနည်းဆန့်လာပြီမှွေပြီးတော့ဒါခဏအစီထည့်ပါတော့မယ်ခဏထည့်ထားတဲ့အစီတော့ကျွန်တော်တို့ဒါကြက်တုံနဲ့ကနန်းစီလေးတွေပေါ့နော်နောက်ဆက်ပေါင်းလို့ကျွန်တော်မှုပေးလိုက်ပါမယ်ဖို့အော်ရဖို့အော်တော့မယ်ကဲကျွန်တော်တို့ကလို့ဆိုရင်တော့ကျွန်တော်တို့မှာရဲနေပါပြီဗျာအဲ့တော့ကျွန်တော်အနေငယ်မှုပေးလိုက်ပါမယ်ဒါခုဆိုရင်ကျွန်တော်အယောင်လေးလည်းပြောင်းလာပြီပေါ့နော်ရဲလာပြီဗျာနော်အဲ့တော့ကျွန်တော်တို့ဒီချင်းလေးကျွန်တော်မှုပြီးတော့ချက်သွားလိုက်ပါမယ်
တော့အနေငယ်6လောက်ပြီဆိုရင်ကျွန်တော်ဖြည်းဖြည်းချင်းနေကျွန်တော်မှွေပေးလိုက်ပါမယ်တော့66လေးဖြစ်သွားအောင်ပေါ့ဗျာနော်66လေးဖြစ်တဲ့အထိကျွန်တော်မှွေပြီးတော့ဒါဖြည်းဖြည်းချင်းနေကျွန်တော်ကြော်ပေးသွားလိုက်ပါတော်လေးလည်းကျွန်တော်6လောက်ပြီဆိုတော့ကျွန်တော်နည်းပပမှွေပြီးတော့ကျွန်တော်အပေါ်ငယ်ကြီးစမ်းပေးလိုက်ပါမယ်ဒါဆိုတော့ကျွန်တော်တို့အပေါ်ငယ်နဲ့အနေတော့ဖြစ်ပြီဆိုတော့ကျွန်တော်တို့စားဖို့အသင့်ဖြစ်ပါပြီအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီမှာဒါဖောင်စင်းကန်းပေါ့နော်ဖောင်စင်းကန်းမှာကျွန်တော်တို့ကိုယ့်အကိုအစင်းညစ်တယ်ပြီးသွားရင်ကိုယ့်အကိုကြော်ပြီးတော့လောက်ထားတဲ့ဖောင်စင်းကန်းဖြစ်ပါတယ်ဒါကြီးနဲ့ကျွန်တော်ထွင်းသားသွားဖြစ်ပါတယ်အဲ့တော့စားကြပါဦးဗျအားလုံးပဲစားကြပါဦးညဖြည့်ရှင်သူများအားလုံး ကျေဟုတ်ဖောင်စင်းကန်းဘယ်ချိန်ကြီးရ မဟုတ်ကြ ဟုတ်ကြနောက်ပြီးတော့အဲ့ဒီချိန်ပဲလား အဲ့တစ် အဲ့ ချိန် ဒီ ပဲ မှာကပေါင်းနေတာ3ရေပဲနော် ဩ ဒီစား ဒါရေဦးက ဒါကြီး ဒါ နောက် ကိုစိုး တည်နောက်တည်အားလုံး3ရေပေါ့ ဟုတ် အနေကြီးအကောင်းဆုံးပဲပေါ့ အဲ့ကျွန်တော်ကုန်ပြီမအမေချလာရဲ့ဒါငုတ်ပြီးရ ဒီဖောင်စီကနားနဲ့ဒီတည့်နဲ့အလိုက်ဆုံးမှာသူကလိုက်ဖက်နေ ခုချိန်လည်းတည်သေးရမဲ့တဲ့ချိန်နော် อืม ဖောင်စင်းကန်းနဲ့ဒါကြာပြီလားဖောင်စင်းကန်းတော်တော်ကြာပြီနော်ကျွန်တော်မနေ့ကရောအခုရပြန်လာဗျဒီချိန်မှာဖောင်စင်းကန်းဒါဖောင်စင်းကန်းစီးပွားဖြစ်ဟိုဈေးတန်းရောင်းတဲ့လူတွေကြပါတယ်လိုက်ခတ်တာထောင်း ပိုက်တရားရ ဟမ် ပိုက်တရားလည်းရတယ်သူကချိုးကြတော့လဲမြောင်းတဲ့တွေကဆင်းလာတယ်ကျွန်တော်ခိုက်ပါဘူး อืม ဒါပိုက်တဲ့တွေကအများဆုံးပေါ့ပိုက်တဲ့တွေကတအိတ်ကို2000ဆို2000 5000ဆို5000အဲ့လိုရောင်းတယ်ဟိုအရင်တော့ကတော့1000 2000ပါအခုဆို5000တော့ရောင်းနေတယ် ဟုတ် အခုကတပီရောင်းမှာဘယ်လောက်လဲပြောပါလဲ နှစ်ထောင် တပီကိုနဲ့ဟမ် တပီးတို့နှစ်ထောင် တပီကို2000လောက်ကြာ တပြူ2000အစီညစ်လိုက်တာ အစီကြီးနေတာအဲ့ဒါဟိုနေဖြစ်တယ်လေ နှစ်ပီ တည်င်းဟိုနေတည်င်းခွဲတအိတ်ကိုဝယ်လိုက်လို့ရှိရင်9000အစီအထီးရောအမှားပါတာဗောသူကကြာပြန်ရွေးရတာစီးပွားဖြစ်လို့စားမယ်ဆိုရင်လေအဲ့ဒါပြန်ပြီးတော့ညှစ်ပြီးတော့ပြန်ပြီးတော့အဲ့လိုနည်းနည်းဟိုနေကြော်လိုက်လို့ရှိရင်တပိတ်သားနဲ့30လား อืม ဒါလူတော့ပင်ပန်းတာဗောစီးပွားဖြစ်တော့စီးပွားဖြစ်တာပါ တပြူလုံးတော့မယ်လို့တပြူကို20လားရ မရဘူး3ပြီးဦး20လား သုံးနေတယ် อืม အဲ့လိုမရသူသုံးနေတယ်လားတပြူ2000ဆို တပီကို2000 2000သုံးပြီးဆို6000 อืม ဒါဖောင်နေတဲ့အစီညစ်လိုက်တော့30လားကို ဒါက2000 2000 2000အဲ့ဒါတဲ့ဒါခဏနေသူတို့ဖောက်တဲ့ပေးတာနော်ပြန်ရောင်းတဲ့လူကအဲ့2000နဲ့မကဘူး อืม အဲ့လိုတဆင့်ဈေးတက်သွားတာ ကွာတယ်လေ ကွာတယ် သူကအဲ့နဲ့အဲ့သွဲနဲ့ဟိုအမအိုက်ပဲရွေးထားတာကြာနော်ဘယ်သူမလဲ အဲ့ဒါဝယ်နေတယ်ဆိုတော့ဘလို့တမ်းပါလဲ ပဒမ်းမဲနေမလား ဟမ် အမအိုက်ပဲမဝယ်နဲ့လေအဲ့နဲ့လေအထီရောအမကိုရောဝယ်ရတာသူက သူကအဲ့နေကဈေးမရှိဘူးအခုက 9000 ဒါဈေးရှိတာအဲ့လိုကွာတယ်လေ 9000ဆိုလို့ရှိရင်အမရဲ့ရွေးထုတ်ရသေးတယ်အမကဆက်ပြီးလောက်ရမှာ အဲ့လို အဲ့လိုကွာတာသူကအမရဲ့ပဲရွေးပြီးရောင်းတာ အဲ့မှာ2000ပဲရှိတယ် အဲ့လိုကွာတာ ခဏကြာလာ အဲ့တော့ကြည့်လေတပိတ်သား30သားဆိုလို့ချင်းတပိတ်သားပဲ2000ဖြစ်သွားပြီတာရယ်ခိုးမကွာ9000ပဲ မလို့ဝယ်တော့ပြောတယ် ငါတို့ကဝယ်တာတီးတန့်ကြီးဝယ်တာကြီး အဲ့ဒီ အမရွက်တီးတန့်ဝယ်လိုက်တဲ့ဟာကြတော့ မှန်ပါ ဘယ်ကြိုက်မလဲဒါမဲ့ကိုကကိုညစ်စားတဲ့ဟာကြတော့လေ อืม ဥညာ သူစားကောင်း ပူစားကောင်းအဲ့လိုသူများတကာတွေညစ်တာကြတော့ သူများလာရအောင်အသားပါတယ် อ๋อ အဲ့လိုရဲမနေ အဲ့လိုလမ်းနေအဲ့လိုကွာ อ๋อဘောညထားတာကောင်းတော့ ကွာကွာညစ်စားတာအကောင်းဆုံးကအချိန်ပေးပြီးညစ်စားတာဥလေးတွေပဲကိုကအသားတွေပါပါတော့လေ อืม အခုလိုလည်းမလဲဘူး อืม
အခုလည်းမဥဘူးကပြီးညောညောလေးဒါလည်းကလည်းခလိုလေးတော့ဥရ ကိုအောင်မြတ်သားဖို့မလွယ်ပါဘူး တိုင်းဒီမှာညံ့တာ ဟမ် ရပါတယ်ဒီကဟို3-4ပြီလောက်တော့ ငါမလို့ညစ်တဲ့လူရလွယ်တာပေါ့မညစ်တဲ့လူကြပဲလွယ်တယ်အဲ့နဲ့ညင်းနေပေါ့ပါ နောက်ရကြလို့ရှိရင်အထုပ်လေးနဲ့ဆွဲလာ နောက်ယူဒီမဲ့လိုက်အောင် တထုပ်ကိုနှစ်ထောင်တထုပ်ကိုနှစ်ထောင်ကိုရဝယ်စားမှာစဉ်းစားကိုညစ်စားတာကြတာသူစီ နောက်ရအောင် သူကအများစားဆိုတော့အသားပါညစ်ပါ တဲ့ကိုညောင်းတော့လောက်ပဲကြာကိုရွေးမဲ့ဆိုလို့ရှိရင် ငါဖေးတာ တဲ့ဆိုအမဟိုကဒီမှတော့ညာတယ် တော်တိတ်ကြရဆိုတော့လေသမီးသားတကယ်ကြလာပြီဆိုဖြာခင်းစားတယ်လို့ အေးဟိုရပြန်လာအများကြီးပဲဖုန်းနေမယ် ဟုတ်လားအားကောက်ထက်တော့မှဒီရောက်ရင်နေရ အဲ့ဒါအတရင်ညက်တာဟုတ်စား ဟိုဦးကျော်လို့မြောင်းရရတယ်ဦးကျော်ဆက်လေသွားရမြောင်းအဲ့ဒါဖုန်းနေကြမကြတာဒုမြင့်ထဲဒုမြင့်ထဲဖောင်းမရှိတော့မရှိရနော်ဒုမြင့်ဖောင်းမရှိမကြဒုမြင့်ထဲရတယ်ရလဲဖောင်းမရှိရ ဟုတ်လေဟိုစားသူတို့ဟိုနဲ့ပိုက်ထောင် ပိုက်ထောင်နေရတော့ ပိုက်ထောင်နဲ့ထောင်နယ်လေးပိုက် ပိုက်သမားရရတော့သူချောင်းကျူချောင်းကြားလေးပဲဆင်ပြေပါကဲအဲ့တော့ကျွန်တော်တို့တော်တော်လေးလေးစားလို့ကောင်းတယ်နော်တော်လေးစားတော့ကိုယ့်ကလှုပ်ထားတဲ့အတွက်ကြောင့်လက်ဆက်ဆက်နဲ့တော်တော်စားလို့ကောင်းပါလေအဲ့တော့ဒါလုံနီးလေးတွေတည်သွားသလိုဒါမသိသေးတဲ့လူတွေတော့ပေါ့နော်မသိသေးတဲ့လူတွေလုံနီးလေးတည်သွားသလိုကျွန်တော်တို့ပို့ပြီးတော့လဲစားလို့ကောင်းအောင်ကိုယ့်အကိုလှုပ်ထားရင်တော့ပို့ပြီးတော့စားလို့ကောင်းပါကြနော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင် like and follow လေးနဲ့ကျွန်တော် share လို့ရပါတယ်ဗျကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အမေကတော့ဆက်စားပါအောင်ကျွန်တော်တက်ဖတ်နေရတော့တော်ပါပြီအဲ့တော့အားလုံးပဲ拜拜ပါ ရှာလိုက်တာ ရှိသူများအားလုံးဖိုင်းမှန်ပါဗျာကျွန်တော်စားပြီးပါဗျာအားလုံးလည်းရှိသူအားလုံးလည်းကျမ်းမချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးခဲ့ပါတယ်ဗျာ